大家好，明年 Christmas 中啊 BTS အစိမ်းလိုင်းနောက်ဆုံး station အထိစီးသွားပြီးတော့နည်းနည်းလေးဆက်သွားရတဲ့ Bamboo Recreation Center ဆိုတဲ့နေရာလေးကိုရောက်ဖြစ်ခဲ့ပါတယ်။ဒီနေရာလေးမှာ mangrove လို့ခေါ်တဲ့လက်မှုပင်တွေအများကြီးပဲစိုက်ထားပါတယ်။လက်မှုပင်လေးတွေကကဘာကြီးတွတ်တော့အကာအကွယ်တစ်ခုလိုပါပဲ။မုန်တိုင်းတွေရေကြီးတာတွေကိုရှော့ချပေးနိုင်တယ်။နောက်ပြီးတော့ရေတရဝါလေးတွေငါခနန်းပေါက်လေးတွေအတွက်တော့အိမ်ပါပဲ။အဲအကြောင်းမလို့ဒီမှာဆိုရင်ခနန်းလာလွတ်တဲ့လူတွေလည်းတွေ့ခဲ့ပါတယ်ရှင်။ရေဆိုးရေညစ်တွေကိုလည်းဒီလက်မှုပင်လေးတွေကစစ်ထုတ်ပေးပြီးတော့လေရေကိုတန့်စင်ပေးနိုင်တယ်။ကာဗွန်ပမာဏအများကြီးကိုစုပ်ယူပေးနိုင်တာမို့လို့ကဘာကြီးအတွက်တကယ်ကိုအထောက်အကူပြုတဲ့ပင်လေးတွေပါဒီနေရာမှာမျက်ဝါးတင်တင်လာကြည့်ရှုနိုင်ပါတယ်။ဘမ်ဘူးရဲ့အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်လေးတွေမုံဆိုင်လေးတွေလည်းတွေ့ခဲ့ပါတယ်။စင်ရုံငှက်ကလေးတွေအစာကျွေးလို့ရမယ်ကြည့်လို့ရမယ့်နေရာလေးကိုရောက်ပါပြီ။ငှက်ကလေးတွေအစာကျွေးပြီးရင်အမိုက်ပစ်ဖို့နေရာလက်ဆေးဖို့နေရာတွေလည်းစနစ်တကျထားပေးထားပါတယ်။ငှက်ကလေးတွေကလည်းကိုရှိကိုနင်းနီးကက်ကက်ပြန်တာကိုမြင်တွေ့ရမှာပါဒီနေရာလေးမှာနေဝင်ချိန်လေးနဲ့တပုံလှလှလေးရိုက်လို့ရပါတယ်ဒါ filter တစ်ခုမှမခံထားတဲ့ natural video စစ်ပါဗီဒီယိုတွေကထက်အပြင်မှာဆိုလို့ရှိရင်အရန်ကိုမှလှပါတယ်ဒါကြောင့်မလို့နေဝင်ချိန်ကိုဘန်ကောက်မြို့အနီးမှာပဲကြည့်ချင်တယ်ဆိုရင်ဒီနေရာလေးကိုသွားလို့ရပါတယ်ဒါကတော့ညဘက်ဖွင့်တဲ့ဆိုင်လေးတွေပါအဲ့လိုနဲ့ပဲအိမ်ပြန်ခဲ့ပါတယ်